မန္တလေးမြို့စကိုင်းပေလာကတွေ့ရှိတဲ့မိခံတစ်တာတဲ့ကလက်ဝတ်ရတနာတွေကိုပိုင်ရှင်တန်းလွှဲပြောင်းပေးအပ်မေလ19 2025မန္တလေးမြို့ပြူကျစကိုင်းပေလာအဆောင်ပြီးဆောင်ခန်းမှတ်14ကနေမနေ့ကရှာဖွေတွေ့ရှိတဲ့မိခံတစ်တာတဲ့ကအရေးကြီးစာရွက်စာတမ်းတွေနဲ့လက်ဝတ်ရတနာတွေကိုမိသက်တပ်ဖွဲ့ကပိုင်ရှင်တန်းလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်လက်ဝတ်ရတနာတွေကတော့ရွှေဆွဲကြိုး15ကုန်းရွှေလက်ကောက်12ကွင်းရွှေဟန်းချင်း17ကုန်းရွှေလက်စုပ်25ကွင်းရွှေဆွဲသည်21ခုရွှေနာကပ်15ရန်ကြက်သားရွှေတုံး30တုံးသူမြတသမ2ကြီးရွှေပြား6ပြားရွှေတွေချိတ်3ခုတို့ဖြစ်ကြောင်းလည်းဖော်ပြထားပါတယ် Breaking News မြန်မာနိုင်ငံအလဲပိုင်းဗဟိုပြုကအင်အားအသင့်တင်ရှိငလင်လောက်ခတ်မေ19/2025ယနေ့မေလ18ရက်ည10နာရီ24မိနစ်အချိန်တွင်မန္တလေးတိုင်းမြစ်သားမြို့အနီးဗဟိုပြုကအင်အားအသင့်တင်ရှိငလင်တစ်ခုလှုပ်ခတ်သွားခဲ့သည့်မြစ်သားမြို့၏အနောက်တောင်ဘက်6မိုင်ခန့်ကိုဗဟိုပြုကအင်အားပမာဏ9.2ရတာစကေးရှိငလင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့်အဆိုပါငလင်ကိုမန္တလေးမြို့ပေါ်မှပြည်သူများလည်းခန်းစားခဲ့ရကြောင်းသိရသည်ငလင်ကပြင်းတဲ့အချိန်လဲတော်တော်ကြာတယ်လှုပ်တာဟုမန္တလေးမြို့ခံပြည်သူတဦးကဆိုသည်မလ28ရက်ကအင်အားပြင်းစစ်ကိုင်းငလင်လှုပ်ခတ်ပြီးနောက်ပိုင်းနောက်ဆက်တွဲငလင်ငယ်185ခုလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည်